ကျမအခုညဘက်ပေါ့နော်နည်းနည်းအရေးကြီးလို့ကျမရဲ့ live ကိုကြည့်စေချင်တာမဟုတ်ဘူးကျမလေစာရိုက်လို့ရှိရင်အရန်ကြာနေတဲ့အတွက်ကြောင့်အရင်ဆုံးဒီ live ကဆိုလို့ရှိရင်ကြည့်ရတယ်မြန်တယ်နားထောင်ရတဲ့သူလည်းမြန်တယ်ကျမလည်းပြောရတာမြန်တယ်ဟိုအရန်အရေးကြီးတယ်ပေါ့နော်အရန်အရေးကြီးတယ်ဆိုတော့အရန်အရေးကြီးနေတဲ့အခြေအနေတွေကဘာဖြစ်နေလဲဆိုတော့ကျမတို့တွေအခုတစ်ဖက်မှာရဲလာတယ်ဆိုရင်ရဲကဟိုဘက်တစ်ဖက်မှာရဲကရောက်နေပြီဆိုတာ ਨੇ နောက်တစ်ဖက်ရက်ကွက်ရဲ့တစ်ဖက်မှာရဲကရောက်နေရက်ကွက်ရဲ့နောက်တစ်ဖက်မှာထောင်သားလွတ်ပေးထားတယ်ဒါအခုဗဟန်းမှာတယောက်တွေ့တယ်ကျမတို့စမ်းချောင်းကဟိုဘက်အချမ်းမှာကျမတို့ရဲ့ဟိုဘက်စမ်းချောင်းကခတ်တာလန်းဗတ်တီရီလန်းဘက်မှာဆရာဝန်တွေကိုလာဖမ်းတဲ့အချိန်မှာကျမတို့မုတ်လက်ဆောင်ကုန်းဘက်မှာကအဲ့ဒီထောင်ရွက်တွေရောက်နေတယ်ထောင်ရွက်တွေရောက်ပြီးတော့ဝင်ဖောက်နေတယ်အဲ့တော့ကျမတို့ကလုံးဝမလုံခြုံတော့ဘူးရက်ကွက်တိုင်းမှာအခုကျမတို့ပြီးခဲ့တဲ့ဟိုမှာပြီးခဲ့တဲ့မဟုတ်ဘူးဒီနေ့ကျမတို့ကိုစားထွက်လာတာကအုတ်ကြီးတွေကိုဖြုတ်လိုက်တယ်နော်အုတ်ကြီးတွေဖြုတ်ကျမတို့ကဒီအုတ်ကြီးတွေကိုတိတ်ဆာရွေးပြီးတည်ထားတာအဲ့တော့အဲ့အုတ်ကြီးတွေအတိုင်းကျမတို့ကတော့ရင်ထဲမှာဒီတိုင်းပဲပြန်ရှိတယ်အဲ့ဒီအတိုင်းပဲကျမတို့တွားရအောင်လောလောဆယ်မှာကျမတို့ရက်ကွက်မှာအုတ်ကြီးမရှိတော့ဘူးဆိုပြီးကျမတို့အဖွဲ့အစည်းမရှိလို့တော့မရဘူးကျမတို့ကိုယ့်ရက်ကွက်နဲ့ကိုယ့်ဟာကိုအဖွဲ့အစည်းတော့ထားရမယ်ကိုယ့်ရက်ကွက်နဲ့ကိုယ့်ဟာကိုအဖွဲ့အစည်းထွားကျမတို့ဒီကျမအရန်ပြောချင်တယ်လို့ကိုယ့်ရက်ကွက်ကိုယ့်ဟာကိုအဖွဲ့အစည်းလေးထားလိုက်လို့ရှိရင်ကျမ post လေးတင်ထားတယ်ဘယ်လိုမျိုးအဖွဲ့အစည်းကောင်စီလေးပေါ့နော်အသေးလေးပေါ့နော်ကျမတို့စပြီးဖွဲ့ရအောင်အဲ့လိုမျိုးဖွဲ့ထားပြီဆိုလို့ရှိရင်ဘသူလာကျမတို့ညဘက်မှာတခုခုဝင်ပြီဆိုတာနဲ့ကျမတို့အချက်ချင်းကျမတို့တန်မုံခောက်လိုက်အားလုံးတည်တယ်ခေါင်းလုံးတွေပါဆွဲစရာမလိုအခုကျမတို့ဖြစ်နေတာနော်အဲ့တော့အရန်အရေးကြီးသွားပြီကျမတို့တွေကောင်စီပုံစံမျိုးလေးကျမတို့ရဲ့ဥက္ကဋ္ဌတွေကိုရင်ထဲမှာရှိတဲ့ဥက္ကဋ္ဌကအစိုးရရှိပြီးသားအဲ့ဒီဥက္ကဋ္ဌတွေအတိုင်းပဲကျမတို့ပြန်ခန့်ရအောင်နော်ကျမတို့ဥက္ကဋ္ဌတွေကိုအရင်တော့ရှိတဲ့အတိုင်းပဲဥက္ကဋ္ဌတွေပြန်ခန့်မယ်လမ်းမှုတွေလည်းရှိမယ်ယာအိမ်မှုတွေလည်းရှိမယ်ကျမတို့လူငယ်တွေလည်းအဲ့ဒီအဖွဲ့ထဲမှာဝင်ပါရအောင်ကျမတို့ဝင်ပါထားပြီဆိုလို့ရှိရင်ကျမတို့တစ်ခုခုဖြစ်ပြီဆိုရင်ကျမတို့သိပြီနောက်တစ်ခုကသူတို့ကဘာလုပ်တက်လဲကျမပြောချင်ပါတယ်နော်ဖြစ်နိုင်ရင်လေဒီ live လေးကိုလေတခြားသူတွေလည်း share ပေးပါဘာလို့လဲဆိုတော့ပိုကြည့်စေချင်တယ်ဘာပြောချင်လို့ဆိုတာလေအရေးအရန်ကြီးပါတယ်သူတို့ကလေကျမတို့ဘယ်လိုလဲဆိုတော့မြစ်လက်ပြတယ်နော်အရန်မြစ်လက်ပြတယ်ဟိုဘက်လို့ပြောပြီးရင်ကျမသူတို့ကဟိုဘက်ဆိုပြီးအရှောင်ပြပြီးရင်ဒီဘက်ချမ်းကိုလာတယ်အဲ့တော့ကျမတို့အဲ့လိုလုံးခံလို့မရတော့ဘူးကိုလန်းထိတ်မှာကိုရှိမယ်ကိုလန်းကိုလုံအောင်လုပ်မယ်ကိုလန်းရဲ့ပတ်ဝန်းကျင်3-4လန်းတခုခုဟေးဆိုတဲ့ထွက်လာတယ်ကျမတို့ဒီစမ်းချောင်းမှာကျတော့လူများတယ်စမ်းချောင်းတို့နောက်ပြီးတော့ကြီးမြင့်နိုင်တို့အလုံတို့နောက်ပြီးတော့ဟိုဟာတို့ဆိုလို့ရှိရင်ဗာလဲကြောက်မြောင်းတို့ဆိုလို့ရှိရင်ဒီနေ့ဆွဲတာအဲ့လိုခွေးဆွဲတာတို့ထူးဆန်းတယ်နော်အရန်လဲရှိရတယ်သူတို့အဲ့ဒီခွေးဆွဲတဲ့အရာတွေကလေကျမတို့လူစီတဲ့နေရာတွေကိုလာဆွဲနေတာနော်လူစီတဲ့နေရာတွေကျမတို့လူညီတဲ့နေရာတွေကိုလာဆွဲနေတာကျမတို့ကလည်းတော်တော်လေးကိုမှလူကလည်းတော်တော်ကြီးကိုညီတာအုံလိုက်ကြီးကိုရှိနေတာအဲ့လိုအုံလိုက်ကြီးရှိတော့ကျမတို့ကဘာလုပ်ရမလဲဆိုတော့လေတနေရာဟေးဆိုရင်အဲ့ဘက်ကိုမတော်ဘူးနည်းနည်းဝင်မလိုက်နဲ့တော့ကိုလမ်းမှာကိုပြန်ဆောင်တော့တိလားကိုလမ်းမှာဒါကိုပြန်ဆောင်တော့ကျမတို့လမ်းထဲကကိုကဟေးဆိုဟိုဘက်ကိုဖြစ်လို့ပါသွားလို့ရှိရင်ကျမတို့လမ်းထဲမှာမကြံခဲ့မှာဆိုတယ်အဲ့တော့ကျမတို့အပါခံလို့မရအောင်အခုထောင်ထွက်တွေကိုမိထားတာမနေဘူးနော်ဗဟန်းမှာလည်းမိတယ်ကြီးမနိုင်မှာလည်းမိတယ်အခုစမ်းချောင်းဒီမုတ်လက်ဆောင်ကုန်းမှာအခုဒီမှာမင်းနေတော့ကျမတို့ live လွှင့်နေတော့အဲ့ဒီကောင်ကမြောက်ဥက္ကလာလာတယ်ပြောတယ်နောက်တစ်ခုကကျမလူယူမျိုးရေးကိုမပြောချင်ဘူးเนาะဒါပေမဲ့အခုကျမတွေ့နေရတာရခိုင်နေဘာတော့ပျော်နေတာလေအဲ့ဒီရခိုင်နေကဘာရေးကိုသိနေလို့လဲဆိုတာရှိတယ်เนาะဒါပေမဲ့ကျမမပြောချင်ပါဘူးရခိုင်ထဲမှာလည်းကျမတို့အရန်ချစ်တဲ့အရန်ခင်ရတဲ့တငယ်ချင်းတွေရှိပါတယ်အဲ့လိုတငယ်ချင်းတွေရှိတဲ့အခါမှာကျမတို့စိတ်ကောင်းရှိတဲ့သူတွေလည်းရှိလိမ့်မယ်အမြင်တူတဲ့သူတွေလည်းရှိလိမ့်မယ်ဒါပေမဲ့လူအများကိုဒုက္ခပေးတဲ့အရေးမှာတော့မပါဝင်နဲ့နော်ဒါဆိုရင်လူမဟုတ်တော့ဘူးကျွန်မပြောချင်တာနော်လူမဟုတ်တော့ဘူးလူထဲမှာတော့ပါဝင်ပေးနော်ကျွန်မမေတ္တာရခံတာဘာ post ပဲတင်နေဒါပေမဲ့ကျွန်မ comment အောက်ကိုလည်းစီးတော့လားမကြော်နဲ့ကြော်ရင်လည်းသေဖို့သာပြင်တာနော်အဲ့တော့ကျွန်မတို့ထောင်ထွက်ကတစ်ဖက်ခွေးရတစ်ဖက်အဲ့တော့ထောင်ထွက်တွေရော
ခွေးတွေရောအကုန်လုံးကခွေးတွေပဲခွေးဆွဲနေတာဟိုဘက်ကခွေးအုပ်ကြီးอ่ะတခုဒီဘက်ကခွေးဝဲစားတခုကျမပြောတာရိုင်းမယ် sorry ပါကျမလေခါတိုင်းတော့လေဘယ်တော့မှဆဲလဲမဆဲဘူးကျမဆဲလဲမဆဲဘူးဘယ်တုန်းကမှဆုပ်ဆုပ်ပြက်ပြက်တွေကျမမတင်ဘူးဒါပေမဲ့ကျမအခုမရတော့ဘူးပြောမှရတော့မှာကျမတို့ကိုရက်ကွက်မှာမနှက်ဖြန်ဆိုရင်အခုလည်းကြည့်ဟယ်လီကော်ပတာတန်ကြားနေရတယ်ကျမတို့ဆန်းချောင်းမှာအဲ့ဒီဟယ်လီကော်ပတာတန်ကိုကျမဟိုတနေ့တည်းကတတိထားမိနေတာဟယ်လီကော်ပတာတန်အမြဲတမ်းရှိတယ်အခုမြောက်ဥက္ကလာကဒီနိုင်ငံအရေးကိုလုပ်နေတဲ့အမတယောက်ရှိတယ်အဲ့ဒီအမကလည်းလှမ်းပြောတယ်သူတို့ဘက်မှာမြင်နေရတယ်လေရင်နေစင်းနေတယ်ကျမ source ကိုလေမှန်ဘူးဆိုရင်ကျမလုံးဝမလုပ်ဘူးเนาะ source ကိုလုံးဝမမှန်ဘူးဆိုကျမမပြောဘူး source မှန်မှပြောတယ်အဲ့တော့အခုအမတယောက်ကလည်းပြောတယ်လေရင်နေနဲ့စင်းနေတယ်တွေ့နေရတယ်သူကမြောက်ဥက္ကလာမှာနေနေရဖြစ်တဲ့အတွက်ကြောင့်ကျမဟိုတနေ့တုန်းက BPI ကိုသွားတယ်လမ်းမှာဘယ်လောက်မှလဲဆိုတော့ကျမတို့ဒီ6မိုင်ခွဲလောက်မှာလေရင်ကကျမတို့အပေါ်ဖြတ်သွားတာ6မိုင်ခွဲတော့မဟုတ်ဘူး9မိုင်လောက်မှာဟုတ်တယ်6မိုင်ခွဲ9မိုင်လောက်မှာလင်းရကျမတို့အပေါ်ဖြစ်သွားတယ်လင်းရဘယ်လေမှစင်းစရာမရှိဘူးဇက်လန်းတွေကတော့အများကြီးပဲဒါပေမဲ့ကျမတို့မှလည်းဟိုမိခိုးစရာလေးတော့ရှိတယ်ကျမလိုချင်တာလေးပျောက်သွားအောင်မယ်ကျမအရေးကြီးတာလေးပြောမယ်အဓိကတော့ကျမတို့ရဲ့ဒီကျမမှာအခုတင်ထားတဲ့ဒီကျမတင်ထားတဲ့ post မှာရှိတယ်เนาะကျမတင်ထားတဲ့ post မှာရှိပါတယ်အဲ့ဒီအတိုင်းပဲကျမတို့အရင်တုန်းကကျမတို့ရင်ထဲကနေပေးထားတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေလမ်းမှုတွေနောက်ရာအိမ်မှုတွေဆယ်အိမ်မှုတွေကိုကျမတို့ပြန်ပြီးတော့ဒီလူတွေပဲပြန်ထားရအောင်เนาะပြီးတော့ပို့ပြီးတော့လည်းပါဝင်ရအောင်ကျမတို့လူငယ်တွေလူကြီးတွေအကုန်လုံးကအဲ့ဒီအဖွဲ့ထဲမှာပါဝင်ပြီးဘသူကတော့နေကြရင်တော့နည်းနည်းသတိထားမယ်ညကြရင်တော့သတိထားမယ်ကျမတို့ဘယ်ဘက်အချက်လမ်းလည်းရှိတာဟိုရှည်တဲ့လမ်းတွေရှိတယ်တိုးတဲ့လမ်းရှိတော့အဲ့တော့ကျမတို့ဒီဘက်လမ်းဒီဘက်အချမ်းဆိုရင်တော့ဘသူကချက်ချင်းဆက်ဒီဘက်လမ်းဆိုရင်ဘသူကချက်ချင်းဆက်တန်ဘုံကိုဘလို့ခောက်မယ်အဲ့လိုမျိုးတွေကအစားလေးကျမတို့နည်းနည်းလေးဆွေးနွေးပြီးတော့ကျမတို့အစည်းအဝေးခေါ်မှရတော့မယ်เนาะကျမတို့လမ်းမတွေတောင်ထွက်သေးတာသူတို့ရဲ့ဒါတရားမဝင်ထုတ်ထားတဲ့တလေးလေးဆိုတာလဲသွားအယူတွေပဲရမယ်ကျမတို့မရဘူးเนาะအဲ့ဒါကြောင့်အကောင်လုံးကလည်းလမ်းပေါ်ထွက်နေတာအဲ့တော့ကျမတို့အစည်းအဝေးခေါ်ပြီးလမ်းတွေမှာကျမတို့အစည်းအဝေးလုပ်မယ်အစည်းအဝေးလုပ်ပြီးကျမတို့အဖွဲ့အစည်းနဲ့ဖွဲ့မယ်ပြီးရင်ဝေးရင်မလိုက်ဘူးကိုလန်းကိုပြန်စောင့်မယ်နော်ဝေးရင်မလိုက်ဘူးကိုလန်းကိုပြန်စောင့်မယ်အဲ့ဒီပုံစံအတိုင်းလေးပဲကျမတို့တွားရအောင်နော်အဲ့တော့ကျမအရန်နေအခုဒီမှာကျမကိုကြည့်ပေးနေတာ80ရှိတယ်ကျမအရန်ကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ကျမအရန်ပြောချင်နေလို့ပြောချင်နေရဆိုတာလေကျမတယောက်တည်းအတွက်မဟုတ်ပါဘူးကျမအတန်နေလဲဝင်နေဟိုနေ့ကဆိုပြီး BPI မှာလေတော်တော်ကိုဆိုးရွားကျမတို့မှာလေတွားပြီးတော့လေဟို CDM မှာပါဝင်ဖို့ပြောရတယ်ခေါင်းနေလဲတော်တော်မှာပြီးတော့တော်တော်ကြီးဟိုဂီကိုမဆိုင်တဲ့သူတွေများပါတယ်เนาะကျမလမ်းချောင်းလွဲသွားအောင်မယ်ပြောစရာတော့ဒီအချိန်မှာအများကြီးပဲရှိတယ်အဲ့တော့ကျမတို့တွေဘာလုပ်ကြမလဲနံပါတ်1ထုံးစံတိုင်းတော့တန်ပုံတီးမယ်စီးရုံးမယ်နံပါတ်2အရေးကြီးသွားပြီအဲ့ဒီနံပါတ်2ကိုကျမတို့နံပါတ်1ကိုတက်လိုက်ရအောင်နံပါတ်1ကိုပြန်တင်မယ်ဘာလဲအရန်အရေးကြီးတယ်နော်ကိုယ့်ရဲ့ရက်မိရက်ဖတွေပြန်ပြီးစုစည်းမယ်အခုရက်မိရက်ဖတွေဖြုတ်လိုက်တယ်ဆိုလုပ်တယ်လေမလို့ဘူးကျမတို့ပြန်စုစည်းမယ်ရက်မိရက်ဖတွေအကုန်လုံးပြန်စုစည်းမယ်ဒီထပ်ပို့တဲ့အင်အားတွေကျမတို့ဖြည့်မယ်ဖြည့်ပြီးွားရင်ကျမတို့ရဲ့လမ်းကျမတို့ရဲ့ရက်ကွက်ကိုကျမတို့ကိုယ်တိုင်စောင့်မယ်နော်ပြည်သူကလိုအပ်လို့အကူအညီတောင်းရင်ဘယ်သွားရလဲရဲလားမဟုတ်ဘူးရဲဖမ်းလို့ရဲရမဟုတ်တာတွေလုပ်နေလို့စစ်တပ်ကမဟုတ်တာတွေလုပ်နေလို့ကျမတို့မှာပြန်ပြီးတော့ဘယ်လိုသွားရလဲပြည်သူစီကိုပြန်သွားရတယ်โอเคเนาะအားလုံးကျေးဇူးတင်ပါတယ်ကျမတို့မနှက်ဖြန်ကြလို့ရှင်ရက်ကွက်အလိုက်လမ်းအလိုက်စီးဝေးတွေလောက်ကြရအောင်เนาะကျမအရင်ကျေးဇူးတင်ပါတယ်เนาะအားလုံးပဲစီစီရုံရှယ်ကျမအရင်ဝမ်းသာတယ်ဟုတ်ကျေးဇူးပါ